အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဒူဒီကိုဆွဲ channel ကိုကြိုဆိုပါရစေဒီနေ့ထွက်ထားတဲ့ကမနက်9ကိုညနေ3နှစ်တနင်္လာနေ့ခွန်4ခွန်နော်ကျွန်တော်မနေ့ကပြောခဲ့တယ်3ပတ်တီ5ပတ်တီထွက်ပါရင်နော်9-3ညခွန် break က5 break ထွက်ပြီဒီအခွေနှစ်ခုလာလိမ့်မယ်နော်ဒီခွေနှစ်ခုလာမှာပါဒီခွေနှစ်ခုတည်းမျိုးဆိုကြိုက်တဲ့ခွေကိုလိုက်လာကိုလာစိမ့်မယ်ဟုတ်ပြီနော်9-3ည break ကခု break ထွက်သွားပြီ9-3 break ထွက်သွားရင်နော်ဒီနေ့ဆိုရင်ကျွန်တော်ဒီပထမ main ရောနေကုန်ပတ်တီးကနှစ်ပတ်တီးအောင်နေကုန်ထိုးဘက်ကောကျွန်တော်ပထမ main ရောနှစ်3အောင်ဒီမှာကျွန်တော်ရေးပေးထားတယ်8နှစ်5လေး9ခွေ5ကိုထွက်သွားရင်နော်ကဲတော့ကျွန်တော်တကောကောင်းကြောင့်5 break ဖန်တာ3နှစ်ဆိုပြီးထွက်သွားနော်ကဲအဲ့တော့ကျွန်တော်ရဲ့ channel ကိုဒူဒီကိုဆွဲ channel ကို like subscribe လေးလုပ်ထားပေးကြပါနော်ဒါမှကျွန်တော်ဗီဒီယိုတင်တိုင်းမျိုးဆိုလို့မြင်တွေ့ရမှာဖြစ်တယ်ကျွန်တော်ဗီဒီယိုတင်တိုင်းမြင် subscriber လုပ်ပြီးသားသူတွေလည်းကျွန်တော်ရဲ့ video file လေးအောင်မှာအပန်းမချင်းလက်မှတ်လေးတစ်ချက်စီတော့နှိပ်ပေးသွားကြပါနော်တစ်ပတ်စာ free စာရွက်ကတော့ကျွန်တော်ပြောခဲ့ရနော်ခွန်နဲ့9ကဟူးမကြော်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ခု9ခွန်9ထောက်ပါ10တလုံးပဲကြံမယ်နော်10ပတ်ဒီအကောင်းလားမကောင်းလားဆိုပြီးကျွန်တော်ရှင်းပြမယ်ဟုတ်ပြီနော်ဒီအခွေထောက်ပါပြီ break ထောက်ပါပြီတစ်ပတ်စာခံမှချက်ညီကိုဟူးမကြော်ထောက်ပါပြီထိုင်းပါဝါထောက်ပြီထိုင်းနဲ့ခတ်ထောက်ပြီပါဝါပဲကြံတယ်နော်ကဲအဲ့တော့ဒီမှာ4အထက်အောက်4 break တူနေ4 break တူ4ရဲ့ပါဝါ9 4ရဲ့နှစ်ခက်က2 4 9နဲ့ break က2ရက်တော်လာမယ်4 9နဲ့ break နော်4 9နဲ့ break က2ရက်တော်လာမယ်အဲ့ဒီ sorry အဲ့ဒီ2အပိတ်ကြောင့်10ပတ်ဒီဘုရုနေစင်မစင်ကြာတော်လေးနောက်ဆုံးထိပဲ10ပတ်ဒီလာလိမ့်မယ်နော်10ပတ်ဒီလာမယ်ပြီးရင်အဲ့ဒီ3တလုံးထွက်ထားခြင်းကြောင့်16 1ချင်း16 1ချင်းရှိမယ်ဟုတ်ပြီနော်16 1ချင်းရယ်10ပတ်ဒီရယ်4 9နဲ့ break ရယ်ပြီးတော့ဒီအခွေနှစ်ခုရယ်အဲ့ဒါမျိုးဆိုကြိုက်တဲ့ဟာကိုကစားပါကျွန်တော်ပေးတာများတဲ့ဆိုမိတ်ဆွေတို့မှရှိတဲ့လုံးမှန်ရှိရင်ဒီ break တွေနဲ့ညှိပြီးကစားပါဒါတော့ဒီ1ချင်းနဲ့တော့ပတ်ဒီနဲ့မိတ်ဆွေတို့ကြိုက်တဲ့ဟာကိုယူပြီးသုံးဆွဲလို့ရပါတယ်ဗျာနော်ဒီနေ့ဆိုရင်ရတဲ့သူတွေလည်းရှိကောင်းရှိမယ်ဗောနော်ရလဲဘယ်သူမှ comment မရှိပါဘူးအဲကျွန်တော်လည်းခဏပေးရတာအားမရှိဘူးကဲအဲ့တော့ဘုရုနေ့အတွက်ဆိုရင်ဘုရုနေ့အတွက်ကကျွန်တော်ရဲ့နေကုန်လုံးမှန်5တလုံးရှိမယ်နော်နေကုန်ပတ်သီးကခွန်3ညရှိမယ်နော်အဲ့တော့ကီးခွေဆိုရင်6183ဟိုက်ဒီကီးခွေကအပြီးထွက်တတ်တယ်နော်သတိထားပါကျွန်တော်အများတန်းပြောတယ်ကျွန်တော် channel ကိုကြည့်တဲ့သူတိုင်းသိတယ်6183အခွေလဲဆိုကျွန်တော်ကြိုက်တာ63နဲ့18အော်18 sorry ပါနော်18နော်63နဲ့18 break ကိုကြိုက်တယ်နော်အဲ့တော့နေကုန်ထူးခွက်ဆိုရင်ခွန်နဲ့ဆိုရင်ခွန်6ခွန်1ခွန်8ခွန်3 3ညနဲ့ဆိုရင်3ည6 3ည1 3ည8 3ည3ဟုတ်ပြီနော်အဲ့တော့မနေ့ပြန်တဲ့နေကုန် break က3ည1ခွန်3ည break 1 break ခွန် break 10 break ရှိမယ်ဟုတ်ပြီနော်ကဲတော့ဒီနေ့ထွက်တဲ့ကနိုင်ကမနက်9 9ညနေ3နှစ်အဲကြောင့်3ထွက်ထားခြင်းကြောင့်16ဝန်းချင်းရှိမယ်2ပိတ်ကြောင့်10ပတ်စီရှိမယ်ဒီမှာကျွန်တော်ရေးပေးထားပါတယ်နော်အဲ့တော့မနေ့ပြန်တော့ကျွန်တော်ပထမ main all ဆိုရင်ပထမ main all ကခွန်6ခွန်1ခွန်10ပါနော်ခွန်6ခွန်1ခွန်10ဒူ main all ဆိုရင်3ည1 3ည3 3ည10ပါနေကုန်နှစ်ကွက်ကောင်းဆိုရင်9ခွန်နဲ့9 10နော်နေကုန်နှစ်ကွက်ကောင်း9ခွန်9 10နေကုန်တစ်ကွက်ကောင်းခွန်3ပါနော်ခွန်3တစ်ကွက်ပါအဲ့တော့အင်္ဂါနေ့9ထိပ်ထွက်တိုင်း63အတစ်ကွက်မွေးပါမွေးပြီး9 break ကိုရန်9 break ပေါ့ဗျာ9 break ထဲမှာ63တစ်ကွက်ကိုလည်းတင်ထိုးလိုက်ဒါတင်ကွက်ပေါ့နော်ပြီးရင်ကြံ3ရက်မှာ break တော့ကခွန် break ရ9 break ရ2 break ရရှိမှာအဲ့ထဲမှာကျွန်တော်ကြိုက်ဆုံးခွန် break နဲ့2 break ကိုကြိုက်ခွန် break နဲ့9 break ကိုကြိုက်တယ်နော်ခွန် break နဲ့9 break ကိုကြိုက်တယ်ပတ်သီးဆိုရင်86ပတ်သီးမှာကျွန်တော်6ပတ်သီးကိုပို့ကြိုက်တယ်
ဟုတ်ပြီနော်ဒါကတော့ပူရူးနေတော့ပါအဲ့တော့မိတ်ဆွေတို့ပူရူးနေမှာလဲအင်္ဂါနေ့လို့ဆက်လက်အောင်မြင်ကြပါစေလို့ကျွန်တော်ဆုမကောင်းချွေးနေဗီဒီယိုဖိုင်ကိုဒီမှာနေရှင်းထားလိုက်ပါရခင်ဗျာအားလုံးကျေးဇူးထူပါဗျ